မလေးတွေဟာမီးဖွားခါနီအချိန်မှာသူတို့ရဲ့အသက်ရှူပေါက်ကိုသွားတွေနဲ့ကျဲအောင်ကိုက်ဖြန့်ပါတယ်။ဒါဟာကလေးမွေးပြီးတဲ့အခါရေထဲကိုချောမွေစွာပြန်ဆင်းနိုင်ဖို့အတွက်ပါ။အပေါက်ကိုအဆင်ပြေအောင်လုပ်ပြီးတာနဲ့ရေခဲပင်ပေါ်တက်လာပြီးအပူချိန်4 degree Fahrenheit လောက်အေးတဲ့နေရာမှာမွေးဖွားဖို့ပြင်ဆင်ပါတယ်။မိနစ်အနည်းငယ်ကြာတော့ကလေးဖြန့်လေးမွေးဖွားလာပေမဲ့မိခင်ရဲ့နှွေးထွေးရဲ့သားအိမ်ထဲကရေခဲပင်ပေါ်ရောက်သွားတာနဲ့အပူချိန်ကွာခြားမှုကြောင့်ကလေးဖြန့်လေးဟာမထိန်နိုင်အောင်တုံတုံညင်ညင်ဖြစ်ပြီးမိခင်ကိုကပ်ပြီးနှွေးထွေးမှုရယူရပါတယ်။မွေးပြီးတပတ်ကျော်အထိကလေးဖြန့်ဟာရေထဲမဆင်းနိုင်သေးပဲရေခဲပေါ်မှာပဲနေရပါတယ်။ဒါပေမဲ့အန်တာတစ်ကရာသီဥတုကခံမှန်းလူမရတော့မကြခင်မှာနှင်းမွန်တိုင်းကြီးကြားရောက်လာပြီးအပူချိန်340 degree Fahrenheit ထပ်ကျဆင်းသွားပါတယ်။ပင်ပန်းနွမ်းနယ်နေတဲ့မိခင်ဖြန့်ဟာပြင်းထန်တဲ့လေကိုကိုယ်နဲ့ကာကွယ်ပေးပါတယ်။3ရက်ကြာတဲ့အထိနှကောင်လုံးစီးနှင်းအောက်မှာမြင့်နှံခံထားပေမဲ့မွန်တိုင်းကမရက်တန်သေးပါဘူး။အဲ့ဒီအချိန်မှာမိခင်ဖြန့်ရဲ့အားအင်းလုံးဝကုန်ခန်းသွားပြီးခက်ခဲတဲ့ရွေးချယ်မှုတစ်ခုလုပ်ရတော့တယ်။ခလေးကိုစောင့်နေဖို့လားဒါမှမဟုတ်အားပြန်ဖြည့်ဖို့ရေထဲပြန်ဆင်းဖို့လားနောက်ဆုံးမှာမိခင်ဟာရေခဲအောက်ကိုငုတ်ဆင်းသွားပါတယ်ခလေးဖြန့်လေးဟာမိခင်ထွက်သွားလာကိုကြည့်ရင်မျက်လုံးမှိတ်ပြီးမုန်တိုင်းပြီးဖို့ဆူတောင်းကကံကြမ္မာကိုတိတ်တဆိတ်စောင့်နေပါတော့တယ်9ရက်အကြာမှာနှင်းမုန်တိုင်းနောက်ဆုံးတက်သွားပါတယ်မိခင်ဖြန့်ဟာသူ့ခလေးကိုရှာဖို့အသက်အန္တရာယ်ဆွန့်ကရေပေါ်ကိုတက်လာပါတယ်အစပိုင်းမှာခလေးရဲ့အသက်မှန်နေတဲ့အလောင်းကိုပဲမြင်လိုက်ရလို့နားကျင်စွာအော်ငုံမိပါတယ်ဒါပေမဲ့ခလေးဖြန့်လေးဟာအခက်တခဲအားလုံးကိုကြော်လွှားပြီးအသက်ရှင်ကြံရစ်နေပါတယ်မိခင်ဖြန့်များစွာစိတ်သက်သာရသွားပါတယ်ဘိုက်စာပြီးအေးဆက်နေတဲ့ကလေးဖြန့်လေးဟာချက်ချင်းအသက်ရှူပေါက်စီကိုသွားပြီးနောက်ဆုံးမှာရေထဲကိုဝင်နေပါပြီဒီကနေ့ကစလို့မိခင်ဖြန့်ဟာသူ့ခလေးကိုရေကူးတင်ပေးရမှာပါခလေးဖြန့်ရေကူးတက်သွားတဲ့အခါရေပြင်ပေါ်ကအေးဆက်တဲ့လေတံကနေလွတ်မြောက်နိုင်ပါပြီရေရဲ့အပူချိန်က3ညအောင်28 degree Fahrenheit ပဲရှိပေမဲ့ရေခဲပေါ်လဲနေရတာထက်ဆိုင်အများကြီးပိုနွေးပါတယ်